စားထိုးဖို့အတွက်ကြံ့ကြာနေရလေးပေါ့နော်အဲ့ဒါလေးပြောပြချင်အဒီမိတ်ဆွေတွေကတော့ထင်ကြမှာပေါ့နော်ကြောက်ကစားထိုးဖို့တော်တော်လုံနေရတော်တော်ကြာနေပြီအခုချိန်ကြီးဘာမှမလုပ်ရသေးဘူးလားလို့မနော်ကြံ့ကြာနေရလေးရှိပါတယ်ကျမရဲ့အလူရှင်မှာအသေးအတိုင်းလေးရှိနေတဲ့အတွက်ကိုပေါ့နော်သူ့အရင်ခုပြီးနေရတယ်အခုလည်းသူ့အခုနေရင်မှာအခုကျမတို့ကနေတထောင်မင်္ဂလာတုံးကနေတထောင်မှာစားထိုးဖို့အတွက်ပေါ့နော်အဲ့ဒါလေးကိုစူးစမ်းနေပါတယ်အခုလေးလပိုင်းမှာပုတ်ရှိရပေါ့နော်ဒါပေမဲ့ကျမတို့ရဲ့ဟိုအကြောင်းပေါ့နော်ပုတ်ကိုမမိနိုင်တော့နောက်တဲ့သူရှစ်လပိုင်းမှာပုတ်တစ်ခုရှိသေးတယ်လို့ပြောတယ်ရှစ်လပိုင်းပုတ်ကိုတော့ကျမတို့မိအောင်စူးစမ်းနေပါတယ်ပေါ့နော်ဒီ2026နှစ်မကုန်ခင်တော့ကျမတို့လုပ်ဖြစ်မယ်လို့တော့ထင်ပါတယ်အလူအစားထိုးဖို့အတွက်ငွေလေးရတော့ပေါ့နော်လုံလောက်ယုံလေးပေါ့နော်ပို့တယ်လို့တော့မဟုတ်ဘူးလုံလောက်မယ်လို့ထင်တဲ့ပမာဏလေးရတော့ရှိရပေါ့ဒါပေမဲ့တစ်ပတ်3ချိန်ကိုကြောက်ကမဖြစ်မနေစီးနေရတယ်နှစ်ရက်ချာစီးမှဒီလိုလူကောင်းလူကိုနေနိုင်တဲ့အတွက်ပေါ့နော်အဲ့ဒါလေးကိုအလူခံပြီးတော့သုံးရတယ်ပေါ့ကြောက်ကစီးဖို့အတွက်လေးကိုလေဟိုအစားထိုးဖို့တွေကပတ်စံကိုတုံးလိုက်လို့ရှိရင်ဒီအခုကျမတို့ဘုတ်ကလည်း8လပိုင်းမှာဆိုတော့နောက်ထပ်4-5လတော့စောင်းရအောင်မယ်ဘုတ်ဖြည့်ပြီးရင်တောင်မှအနည်းဆုံး3-4လတော့စောင်းရအောင်မယ်ဆိုတော့ကျမတို့ဒီအများအချိန်ကြီးစောင့်နေတဲ့ထဲမှာအဲ့ဒါတုံးလိုက်လို့ရှိရင်ကုန်သွားမှာပေါ့နော်ကြောင့်ကျမမတုံးရဲဘူးပထမတစ်ခေါက်တုံးကလည်းမလုပ်ဖြစ်လိုက်ဘူးပေါ့နော်မလုပ်ဖြစ်လိုက်တော့ကြောက်ကစီးရင်းနဲ့ပဲကုန်သွားတာပတ်စံလေအဲ့လိုဖြစ်မှကြောက်တယ်ပေါ့အဲဒါကြောင့်မလို့နောက်ထပ်လည်းမိသားစုကလည်းအကုန်လုံးပုံပေးထားပြီးဖြစ်တဲ့အတွက်ကိုပေါ့နော်နောက်ထပ်လည်းမရှိတော့ဘူးအခုဒီပတ်စံလေးတောင်မှအမေရဲ့ဝယ်ထားတဲ့အိမ်ဝင်းလေးကိုရောင်းပြီးတော့အမေကလုပ်ပေးရပေါ့နော်ကိုရီလည်းရမ်းချမ်းသာတဲ့တရားမဟုတ်တဲ့အတွက်ကိုဒီထက်ပိုပြီးတော့လည်းအိမ်ကမပန့်ပိုးနိုင်တော့ဘူးအဲအတွက်ကိုကျမအလူလေးခံပြီးတော့စီးရတာပေါ့နော်တကယ်လေခက်ခဲနေကြတဲ့လှူပေးကြတာတကယ်လေအားနာလာပါတယ်ရှင်မလွဲတာလို့လားပေါ့နော်ကိုလည်းဟိုလက်လည်းမလျှော့ချင်ဘူးလေကိုမှလည်းတမီးလေးလည်းရှိရကိုလည်းတကယ်တမ်းဆိုကိုအသက်ရွယ်နေရမသေးချင်နေဘူးကိုလှုပ်ချင်တဲ့အိမ်မက်တွေရှိသေးတယ်ကိုစူးစမ်းချင်တာတွေရှိသေးတယ်ပေါ့နော်ပြီးတော့တမီးလေးကိုလည်းကိုလှုပ်ပေးချင်တာတွေရှိရမိဘကိုလည်းကျေးဇူးမဆက်ရသေးဘူးပေါ့နော်မွေးကလေးကကျမချူချတဲ့လူဖြစ်တယ်မွေးလာကလေးကနဲ့အမေကဒီကျမအတွက်ကိုစေးခန်းနေသွားရတယ်ကျမအတွက်ညီမတော့ထဲမှာဆိုရင်ကျမအတွက်ကအကုန်ကြအများဆုံးပေါ့နော်အခုချိန်ထိလည်းကုန်နေတော့ကိုကကျေးဇူးမဆက်နိုင်သေးရပေါ့နော်အဲ့လိုလေးဖြစ်နေတော့အမေကျေးဇူးကိုလည်းဆက်ချင်နေရဲ့ကျမအသက်ရှင်ချင်ပါသေးတယ်ရှင်